Gospel Podcast မြန်မာမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါရယ်ကြည့်ရှုနားဆင်သူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး43အခန်းငယ်18ကနေ21ဖြစ်ဖူးသောအမှုတို့ကိုမအောင်မေ့ကြနှင့်ရှေးကာလ၏အရာတို့ကိုပမာဏမပြုကြနှင့်ကြည့်ရှုလော့အဖို့တက်ကိုငါပြုမည်ယခုပေါ်လာလိမ့်မည်တင်တို့သည်အမှန်တည်မြင်ရကြလိမ့်မည်အကေစင်ဆက်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမည်မြေခွေးနှင့်ကလအုပ်မြက်မှဆ၍တောသားရဲတို့သည်ငါ၏ဂုဏ်ကြီးစုကိုချီးမွမ်းကြရလိမ့်မည်အကြောင်းမူကားငါရွေးကောက်သောသူငါ၏လူတို့တောက်เสียဖို့တော၌ရေများကို၎င်းလွင်ပြင်၌မြစ်တို့ကို၎င်းငါပေးမည်ကိုအဖို့ငါဖန်ဆင်းသောထိုလူမျိုးသည်ငါ၏ဂုဏ်ကြီးစုကိုပြရလိမ့်မည်အကေစင်ဆက်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမည်ဟေရှာယအနာဂတိကျမ်းအခန်းကြီး43အပိုင်း19အမြင်သက်ပါဝါမြစ်မှန်အသက်ကိုတဆင်လျက်ဖျားเจ้าအတွင်းဝင်ပြီးထိုင်လိုက်စဉ်မျက်နှာချင်းဆိုင်ခုံတန်းတွင်ထိုင်နေသောတငယ်ချင်းတစ်ယောက်ကိုတွေ့လိုက်သည်သူ့အားလက်ပြနှုတ်ဆက်စဉ်သူသည်ကျမနှင့်အလွန်နီးကပ်စွာရှိပြီးသူ့အားရှင်းလင်းပြသစွာမြင်ရသည်သူထိုင်သည့်နေရာသည်ကိုက်အနှဲငယ်ကွာဝေးတော်နဲ့လက်လှမ်းမီလောက်သည့်နေရာတွင်ရှိသည်ဟုကျမခံစားမိသည်ဝက်ပြုတ်ခြင်းအစီအစဉ်ပြီးဆုံးပြီးနောက်သူထိုင်နေကြထိုင်ခုံတွင်သာထိုင်ခဲ့သည်ကိုကျမသတိထားမိလိုက်သည်သူ့ကိုကောင်းမွန်ပြသစွာမြင်ရခြင်းမှာကျမ၏မျက်မှန်တက်တွင်ပါဝါကိုတိုးမြင့်ထားခြင်းကြောင့်ဖြစ်ပါသည်ဘယ်ဘလုံမြို့သို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရသောဣသရေလလူမျိုးတို့သည်အမြင်တက်ခြင်းမြင်ရန်အမြင်တက်လူအပ်ကြောင်းဖျားသခင်သိရှိနေပြီးပရောဖက်ဟေရှာယမှတဆင့်အမှုတက်ကိုငါပြုမည်တော၌လမ်းကိုငါဖန်ဆင်းမည်ဟုကိုရောသူတို့အားမိန့်ကြားခဲ့သည်ထိုမျှော်လင့်ခြင်းတရင်စကားတွင်ဖျားရှင်ကိုရောကိုယ်တိုင်သူတို့အားဖန်ဆင်းပြီးရွေးနှုတ်ခဲ့တွင်ကသူတို့နှင့်အတူရှိကြောင်းတတိပေးအမှန်ရစေခဲ့သည်တင့်ကိုငါပိုင်ဆိုင်၏ဟုသူတို့ကိုအားပေးခဲ့သည်ယနေ့တင်မြည်သည့်အရာကိုတွေ့ကြုံရင်ဆိုင်နေရပါသည်ဟောင်းသောအရာများဖယ်ရှားပြီးအသစ်သောအရာကိုမျှော်လင့်ရန်တန်ရှင်းသောဝိညာဉ်တော်သည်ပိုကောင်းသောအမြင်ကိုပေးနိုင်ပါသည်ဖျားရှင်၏ချစ်ခြင်းမြတ်တာအပြင်အမြင်သက်များတင့်အနီးပတ်ပတ်လည်တွင်ပေါ်ပေါက်လာမည်ဖြစ်သည်တင်၏နာကျင်မှုနှင့်အချို့အနှောင်များကြားတွင်ကိုတော်မီတို့လှုပ်ဆောင်ပေးသည်ကိုတင်တွေ့မြင်ပါသလားကန္တရတော်ထဲလမ်းပြောင်းနေချိန်တွင်ဖျားရှင်ပြုသည့်အမှုသက်ကိုတွေ့မြင်နိုင်ရန်ဝိညာဉ်ရေးမြင့်မှန်အသက်ကိုတဆင်ကြပါစို့သင်၏ဒုက္ခကန္တရထဲတွင်မြည်သည့်အသက်သောအရာများပေါ်ပေါက်လာသည်ကိုသင်မြင်မိသည်။ကြောဖြစ်လာခဲ့ပြီးသောအရာများထက်အသက်သောအရာကိုမျက်မှောက်ပြုနိုင်ရန်သင်၏အမြင်ကိုမိခဲ့သို့ချိန်ကြီးနိုင်မည်နီအသက်သောအရာများကိုအစာပြုစီတော်မူသောဖရာကိုတော်၏ဂရုတော်များအတွက်ကျေးဇူးတင်ပါ၏ကန္တရထဲတွင်လမ်းပြောင်းနေသောကာလ၌ပင်လည်းကိုတော်ယူဆောင်လာပေးသည့်အသက်သောအဖို့အရာများကိုတွေ့မြင်နိုင်ရန်ဂုဏ်ကြီးမဆတော်မူပါအာမင်Gospel Podcast မြန်မာကိုကြည့်ရှုနားဆင်သူများအားလုံးအပေါ်မှာဘုရားသခင်၏နှုတ်ကပတ်တော်မှာဘိညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမပြည့်စုံကြွယ်ဝသောဘဝတက်တာများပိုင်ဆိုင်နိုင်ကြပါစေ။